အသက်30ကျော်လာတော့အရေးချောင်းလေးတွေပေါ်လာတယ်အသားရည်တင်းရင်းတာလည်းညော့လာတယ်ငယ်ငယ်ကလို့မျက်နှာလေးကတင်းတင်းရင်းလေးနဲ့အရေးချောင်းတွေပအောင်ဘာသုံးရမလဲ မင်္ဂလာပါရှင်ကျွန်မကဒေါက်တာဆယ်လက်ဖြစ်ပါတယ်အသက်30ကျော်အရွယ်မှာအရွယ်တင်နုပြိုစေဖို့ဘာမှစိုးရိမ်တရားမလိုပါဘူးကျွန်မအခုပြောပြမယ် ingredients တွေပါတဲ့ skin care products တွေတဲ့ကတစ်ခုခုကိုရွေးချယ်ပြီးတော့အသုံးပြုဖို့အတွက်အကြံပေးချင်ပါတယ်ရှင်နံပါတ်1 retinol serum သူက anti aging မှာဆရာကြီးတစုလို့ပြောလို့ရတယ် DNA level ထိကိုပြုပြင်ပေးလို့အရေးအကြောင်းတွေအတွက်တော်လေးကိုကောင်းပါတယ်နံပါတ်2 riot jelly သူကအရေးပြားကိုတင်းရင်းစေပြီးတော့ anti aging နဲ့ moisturizing အာမီတင်ပြီးရှိပါတယ်သူကကောင်းတဲ့ကောင်းလို့ဈေးကတော့ကြီးပါတယ်နံပါတ်3 caviar extract သူလည်း anti aging နဲ့အရေးပြားကိုပုံမပြီးတော့တင်းရင်းစေတဲ့ salmon ဖြစ်စေတဲ့အာနီတင်တွေရှိတယ်သူလည်းကောင်းတယ်ဈေးလည်းကြီးရယ်နံပါတ်4ကတော့ AHA glycolic acid ဖြစ်ပြီးတော့သူက anti aging ကိုချွေးပေါက်ခြင်းနာရောအဲ့လိုအာနိသင်ရှိပါတယ်နံပါတ်5ကတော့ hyaluronic acid ဖြစ်တယ်သူက anti aging နဲ့ moisturizing အာနိသင်ရှိပါတယ်နံပါတ်6ကတော့ growth factor ပါဝင်တဲ့ serum တို့ပဲဖြစ်ပါတယ်အိမ်မှာ skin care လုပ်တဲ့အခါမှာ cleaning အရင်လုပ်တဲ့ toner လေးနဲ့ပြီးတဲ့အခါမှာကျွန်မအခုပြောပြသွားတဲ့ ingredients တွေထဲကတစ်ခုမဟုတ်တစ်ခုပါဝင်တဲ့ serum ကိုလိမ့်ရမယ်ပြီးတဲ့အခါမှာ moisturizer ကိုထပ်လိမ့်ရပါမယ်ဒါအပြင်နေရောင်ခြည်ဟာလည်းအိုမင်းရဲ့ဝါချင်းကိုဖြစ်စေတာမို့လို့နေကင်းဘက်တွေမှာ sunscreen ကိုအမြဲသုံးဖို့အတွက်လိုအပ်ပါတယ်အဲ့ဒီအချက်ကအရင်ကအရေးကြီးပါတယ်ခုပြောပြသွားတဲ့ skin care products တွေကိုသုံးဖို့တဲ့သူတွေကလည်းမိမိရဲ့အတွေ့အကြုံတွေကို comments မှာမျှဝေပေးလို့ရပါတယ်သိချင်တာတွေရှိလို့ရှင်လည်း comments မှာမေးခဲ့ပေးလို့ရပါတယ်ရှင်နောက်ပါရေးရာအကြောင်းတွေကိုစင်စက်မပြတ်တင်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကို like follow subscribe လုပ်ထားဖို့လည်းပြောပြစီရှင်အနာအပရေးရာတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက် Your Celeste